အဲ့ဒီလူဟာတာမန်လူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်တဲ့အစွမ်းနဲ့မွေးဖွားလာခဲ့တာပါဓာတ်လေကားတကားတွေပိတ်ခတ်နေဆဲမှာပဲသူကတကားဖွင့်ကလုတ်ကိုရုတ်တရက်နှိပ်လိုက်ပါတယ်တကယ်တော့အပြင်မှာဘယ်သူမှမရှိတာရှင်းနေတာပဲလေဘေးမှာရက်နေတဲ့ဂျက်စီကာကတော့ဇဝေဇဝါဖြစ်သွားပြီးတယောက်တက်လာမလို့လားလို့မေးလိုက်ပါတယ်မိုက်ကယ်ကပြန်ပြောလိုက်ပါတယ်ဂျက်စီကာဟာဓာတ်လေကားရဲ့ထောင်စစ်အောင်လိုက်ကြည့်မိပေမဲ့ဓာတ်လေကားမှန်တဲ့ကလွဲလို့ဘာမှမရှိပါဘူးအဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတယောက်ဟာသူမကိုတဲ့ကြီးစိုက်ကြည့်နေတာပါဂျက်စီကာတကိုယ်လုံးခြောက်ခြားသွားပါတယ်တကားပွင့်သွားတာနဲ့သူမချက်ချင်းပဲဝုန်းကနေပြေးထွက်သွားပါတော့တယ်မိုက်ကယ်ကတော့အဲ့ဒီအမျိုးသမီးကိုတစ်ချက်ကြည့်ပြီးရင်းရဲ့အရေးကိုတေချာအကဲခတ်လိုက်ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်သူတို့တွေ့ခဲ့စဉ်ကထက်တိတိတတ်တာကိုပိုပြီးကြီးမားလာတာပါမိုက်ကယ်ကဂျက်စီကာကိုသူမဘေးနာကလူတွေဆက်ပြီးတေဆုံးနေလိမ့်မယ်လို့ပြောပြခဲ့ပါတယ်သူမမုံတီးတဲ့သူတွေဒါမှမဟုတ်သူမစိတ်ထဲကနေကွဲပြောက်သွားရင်ကောင်းမှာပဲလို့တိတ်တဆိတ်ဆူတောင်းခဲ့ဘူးတဲ့သူမှန်သမျှဟာထူးဆန်းတဲ့အခြေအနေတွေအောက်မှာတေဆုံးသွားကြမှာပါမကောင်းဆိုးဝါးဝိညာဉ်တစ်ခုဟာသူမရဲ့စိတ်အမှောင်ဆုံးအလိုအင်းတွေကိုဖြည့်ဆည်းပေးနေပြီးလူတစ်ယောက်တည်တိုင်းအဲ့ဒီနတ်ဆိုးဟာပိုပြီးအင်အားကြီးမားလာပါတယ်ဂျက်စီကာကိုလည်းကိုဒီမကောင်းဆိုးဝါးအရာကပူးကပ်ဝင်ရောက်နေပြီလို့ဆိုပါတယ်ဂျက်စီကာကတော့ဒီစကလုံးတိုင်းကိုယူနန်လွန်းတယ်လို့ပဲတွေးခဲ့ပါတယ်သူမကမိုက်ကယ်ကိုရှင်ကားကြုံစီးဖို့လိုတာကလွဲရင်ကျမကိုနောက်ခါမဆက်သွယ်ပါနဲ့တော့လို့ပြောပြီးထွက်သွားပါတယ်မိုက်ကယ်ကတော့သူမအနောက်ကနေလှမ်းអော်လိုက်ပါတယ်မှန်တဲ့ကိုတွားကြည့်လိုက်ဦးလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကတင်ဂျက်စီကာအမေဟာဖုန်းနဲ့ငွေလိမ်ညာတဲ့ခိုင်းရဲ့တားကောင်ဖြစ်ခဲ့ရပါတယ်သူတို့နှစ်ပေါင်းများစွာစုဆောင်းခဲ့သမျှငွေပြားတိုင်းဆုံးရှုံးသွားခဲ့ရတာပါဒါပေမဲ့မကြခင်မှာပဲအဲ့ဒီငွေလိမ်သမားဟာတခုခုရဲ့ထိန်းချုပ်ခြင်းကိုခံလိုက်ရတယ်လို့မျိုးဖြစ်သွားပါတယ်သူဟာဘဏ်ကိုအပြေးလွှတ်သွားပြီးတကူယူထားတဲ့ငွေမှန်သမျှကိုပြန်ထုတ်ကအမိုးပေါ်တက်ပြီးလေထဲကိုကျဲဖြန့်ပစ်လိုက်ပါတော့တယ်ဂျက်စီကာကဒါကိုကြားသိခဲ့ပေမဲ့တိုက်ဆိုင်မှုတစ်ခုလိုပဲမှတ်ယူထားခဲ့တာပါညနေပိုင်းမှာတော့ရဲရရှိ2ယောက်ဂျက်စီကာအိမ်တကားဝကိုရောက်လာပါတယ်သူတို့ကငွေလိမ်သမားရဲ့တပ်ပုံကိုပြပြီးအဲ့ဒီလူတေဆုံးသွားပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်အရာရှိကအဲ့ဒီနေ့ညကမင်းပင်မရှိနေလဲလို့မေးတဲ့အခါဂျက်စီကာအမေကချက်ချင်းပဲကြားဖြတ်ဝင်ပြောပြီးသူမသမီးဟာတညလုံးအိမ်မှာပဲရှိနေပြီးမိုးလင်းတဲ့အထိစာဖတ်နေတာပါလို့ပြောလိုက်တဲ့အတွက်